အခြေခံအင်္ဂလိပ်စကားပြောဝါကျတွေကိုထပ်မံမျှဝေလိုက်ပါတယ်ဒီနေ့ပြောမယ့်သင်ခန်းစာကမင်းတခုခုလှုပ်เสียမလိုပါဘူးလှုပ်ဖို့မလိုအပ်ဘူးပြောတဲ့အခါမှာသုံးတဲ့ဝါကျတိဆောင်ဖို့တွေဖြစ်ပါတယ်မင်းမှာဘွဲရှိเสียမလိုပါဘူး You don't have to have a degree You don't have to have a degree မင်းစာမေးပွဲဖြေစရာမလိုပါဘူး You don't have to take an exam You don't have to take an exam မင်းပိတ်ရက်တွေမှာစနေတနင်္ဂနွေမှာအလုပ်လုပ်စရာမလိုပါဘူး You don't have to work on weekends You don't have to work on weekends မင်းညမှာအလုပ်လုပ်စရာမလိုပါဘူး You don't have to work at night You don't have to work at night မင်းငါ့ကိုနှစ်ခါပြောဖို့မလိုဘူး You don't have to tell me twice You don't have to tell me twice မင်းအဲ့ဒါလုပ်စရာမလိုပါဘူး You don't have to do that You don't have to do that မင်းမနေ့ပြန်လာစရာမလိုဘူးနော် You don't have to come tomorrow You don't have to come tomorrow မင်းရှင်းစရာမလိုပါဘူး You don't have to pay for it You don't have to pay for it မင်းငါ့ကိုလာစာပေးစရာမလိုဘူးမင်းငါ့ကိုပတ်စံပေးစရာမလိုဘူး You don't have to pay me You don't have to pay me မင်းအရာရာကိုသိဖို့မလိုပါဘူး You don't have to know everything You don't have to know everything ကျေးဇူးတင်ပါတယ်